ဒါဟာမော်ဆန်နဲ့ပင်လယ်ခူးကြီးတစ်ကောင်ပါမုံတိုင်းလာတော့မယ်ဆိုရင်သူဟာကမ်းခြေမှာဥထားတဲ့ဥတွေကိုပြန်သိမ်းပြီးပင်လယ်ထဲကိုငုတ်သွားလိမ့်ရှိပါတယ်ရေအောက်ရောက်သွားတဲ့အခါမှာတော့သူ့ရဲ့အသက်ရှူအင်္ဂါကိုရေပေါ်မှာမြင့်တင်ထားတတ်ပါတယ်မိုးခိုဖို့နေရာရှာနေတဲ့အာဆူလာကဒါဟာဘေးကင်းလုံခြုံတဲ့နေရာဖြစ်တယ်ဆိုတာကိုသတိပြုမိသွားပါတယ်သူမဟာခူးကြီးရဲ့အသက်ရှူလမ်းကြောင်းကတဆင့်အတွင်းထဲကိုဝင်သွားခဲ့ပါတယ်အခြားရွေးချယ်စရာမရှိတော့တဲ့အတွက်ဆန်လည်းသူမနောက်ကိုလိုက်ဝင်ခဲ့ရပါတယ်ခူးကြီးရဲ့အတွင်းပိုင်းဟာသူတို့ကိုပြင်ပလောကနဲ့လုံးဝအဆက်အသွယ်ဖြစ်ထားရုံသာမကလှပတဲ့ရေအောက်ရှုခင်းတွေကိုလည်းကြည့်ရှုနိုင်စေပါတယ်သူတို့နှစ်ယောက်ဟာမုန်တိုင်းပြီးဆုံးသွားမယ့်အချိန်ကိုအေးအေးဆေးဆေးစောင့်ဆိုင်နေုံပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာပဲပင်လယ်ပိုးတစုဟာအသက်ရှူလမ်းကြောင်းကနေတဆင့်ခူးကြီးတဲ့ကိုဝင်ရောက်လာကြပါတယ်ဒါဟာသူတို့ရဲ့အမဲလိုက်မီးပြူဟာဖြစ်ပြီးခူးကြီးဥတွေတင်းစီချိန်မှာလိုက်လံစားတောက်လို့ရှိကြတာပါသူတို့တွေကတကောင်ဟာဆန်ရှိရာဘက်ကိုဥတီလာပါတယ်သူတို့နှစ်ယောက်လုံးကြောက်လန့်ပြီးမလုံးမရှက်နေကြပေမဲ့အဲ့ဒီပိုးကောင်ကတော့လူစိမ်းတွေကိုပဲအာယုံဆိုင်နေပါတယ်ဆန်ကသူ့ခါကဓာတ်ကိုထုတ်ပြီးချင်းချောက်ဖို့ကြိုးစားပေမဲ့ပိုးကောင်ရဲ့ရိုက်ပုတ်မှုကြောင့်ဟန်ချက်ပြက်ပြီးထောက်တနေရာမှာပိတ်မိသွားခဲ့ပါတယ်အာဆူလာကပိုးကောင်ရဲ့ခြေထောက်ကိုလှမ်းဖမ်းပြီးကူညီဖို့ကြိုးစားပေမဲ့ပိုးကောင်ရဲ့အင်အားကြောင့်သူမလည်းလွင့်ထွက်သွားခဲ့ပါတယ်ဆန်ကပြန်လည်ခုခံဖို့ကြိုးစားတဲ့အခါမှာတော့ပြင်းထန်တဲ့အသက်လူတိုက်ပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်ကံမကောင်းစွာနဲ့ပဲဆန်ရဲ့ဓာတ်ဟာပိုးကောင်ရဲ့အခွန်မှာစိုက်ဝင်သွားပြီးသူဟာထပ်မံရိုက်ပုတ်ခံလိုက်ရပါတယ်သူပြန်လည်တိုက်ခိုက်ဖို့ကြိုးစားဆဲမှာပဲပိုးကောင်ကပြင်းထန်တဲ့အတန်လိုင်းတစ်ခုကိုထုတ်လွှတ်လိုက်တဲ့အတွက်ဆန်ဟာသတိလစ်သွားခဲ့ပါတယ်ပိုးကောင်ကဆန်ရဲ့သွေးတွေကိုစုပ်ယူဖို့ပြင်နေတဲ့အချိန်မှာပဲအာဆူလာသတိပြန်ရလာပါတယ်သူမဟာခက်ခက်ခဲခဲနဲ့ပိုးကောင်ရဲ့ကြောပေါ်ကိုတက်သွားပြီးဓာတ်ကိုဆွဲထုတ်ဖို့ကြိုးစားပါတယ်ဓာတ်ကအတော်လေးစိုက်ဝင်နေတာပါသူမကအားကုန်တုံးပြီးယုံလိုက်တဲ့အခါမှာတော့ပိုးကောင်ကြီးဟာပက်လက်လန်သွားခဲ့ပါတယ်ဒီတတဝါတွေဟာပိုးဟတ်တွေလိုပါပဲပက်လက်လန်သွားပြီဆိုရင်ပြန်ထဖို့တော်တော်လေးရုန်းကန်ရပါတယ်အာဆူလာကဒီအခွင့်အရေးကိုအသုံးချပြီးပိုးကောင်ရဲ့အသက်ကိုအဆုံးသတ်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်တေဘေးကနေလွတ်မြောက်သွားခဲ့ပါပြီမုန်တိုင်းအပြီးမှာတော့ပင်လယ်ခူးကြီးဟာသူ့ရဲ့ဥတွေကိုကမ်းခြေမှာပြန်လဲချထားပေးပြီးဒုက္ခပေးတဲ့ပိုးကောင်တေကြီးကိုလည်းအပြင်ကိုထွေးထုတ်လိုက်ပါတော့တယ်